ကဲငွေချင်းများဒီလိုမျိုးအဖောင်းလှုပ်နေတယ်အိတ်ရှင်တွေဘယ်လိုလုပ်မှမသိဘူးเนาะတချို့အိတ်ရှင်တွေတော့ဘယ်လိုလုပ်မှမသိဘူးလောက်ပြပေးမယ်ဒီဗီဒီယိုမှာเนาะအမကြီးဘေးမှာခလုတ်တစ်ခုပါတယ်ဒီလိုမျိုးကြိုင်လိုက်လက်မနဲ့ဖိလိုက်ဒါပဲလွယ်လွယ်လေးပဲเนาะပြီးလို့ရှိရင်ဖွင့်လိုက်ဒီမှာထဲမှာမိုးလီပါတယ်တွေ့လားဒါဆိုရင်ဒီမိုးလီကိုကြက်လိုက်ရုံပဲเนาะပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့ကြက်လိုက်ဟုတ်ပြီဗျဒါဆိုရင်ကြာပါပြီပါနော်ဒါဆိုပြန်ထည့်လိုက်ဒီမှာအပပါတယ်တွေ့လားကျွန်တော်တို့ဒါလို့ဒီအပကိုကျွန်တော်တို့တက်အောင်ထည့်လိုက်မယ်ပြန်ပြီးတော့ဒါတော့နော်ဒါဆိုရင်သူကြောက်တွေ့လားကြာပါပြီနည်းနည်းကိုယ်နည်းနည်းလှုပ်ပေးလိုက်ဖြုတ်လို့ရှိရင်ဒါပဲနော်ဒါဆိုပုံဝင်ပါပြီတွေ့လားဒါဆိုသူဖြည်းဖြည်းလေးစလုံးလေးနဲ့ကြာလာမှာဖြစ်ပါတယ်နော်ဟုတ်အဲ့လိုမျိုးလေးပါနော်ဒါဆိုရင်ဒါကျွန်တော်တို့ကခုနဗီဒီယိုမှာရှီမှာကြောက်လို့ကျွန်တော်ဖြတ်ထားလိုက်တယ်မို့လို့နောက်ထပ်တစ်ပုတ်ကျွန်တော်ပြန်တင်ပေးလိုက်တဲ့ခါလေးနော်နောက်ပြီးလို့ရှိရင်ဒီမှာထည့်ရရတယ်ပေါ့နော်ပြီးပြီပေါ့နော်ဒါပဲတကယ်ကြီးလို့ရည်နော်အဲ့ဒါခွဲထိုင်တာအဲ့လောက်ပါပဲတော့တကယ်ကြီးလို့တော့မခတ်ပါဘူးလို့တချို့အရှင်တွေလည်းလည်းဖြည့်လို့ရှိရင်ဆရာတော့ခေါ်ပြီးလို့ရှိရင်ဆရာကတော့နည်းနည်းလေးပဲသူကလိလိုက်တာပေါ့နော်ဒါဆိုကိုကပတ်စံ4-5တောင်းမှပဲဆိုပေးလိုက်ရပြီပေါ့အဲ့ဒါခွက်တလုံးထိုင်လို့ရှိရင်ကျွန်တော်ကြားတာဟုတ်တယ်ဟိုတစ်ခါဗီဒီယိုမှာတကယ်ကြီးတယောက်လာပြောတယ်နော်အဲ့ဒါခွက်တလုံးထိုင်တာပုံမှာပတ်စံ3 ခွဲတောင်းရတယ်တဲ့နော်ငယ်ကြီးလို့နော်ဒါကြောင့်မို့ကျွန်တော်တင်ပေးတဲ့ဗီဒီယိုလေးတွေမှာအကုန်လုံးဘူတူတာရရမယ်ပညာရရမယ်နော်ဒါကြောင့်မို့ကျွန်တော်အဲ့ရှင်တွေလည်းသိထားသိတယ်နော်ကျွန်တော်တို့ဒီဝါသနာပါမမဟုတ်ဘူးနော်အဲ့ရှင်တွေသိထားသိတယ်ကိုအဲ့မှာဒီပြဿနာတွေအကုန်လုံးနေ့တိုင်းကြောက်တွေးနေရတဲ့ပြဿနာဖြစ်တယ်ဒါကြောင့်မို့ဒါတွေကိုသိထားသိတယ်လို့ထင်တယ်နော် live ပေါ်မှာသူများရံပွဲကိုပဲ live ကြည့်နေမဲ့အစားပညာရတဲ့ဟာတွေ